လိုအပ်တယ်နော်စားသုံးသူလိုအပ်တယ်ပြီးရင်ဈေးရောက်တဲ့သူလိုအပ်တယ်ပြီးပြီဆိုရင်ကိုယ့်လိုမျိုးပဲစီးပွားရေးလုပ်တဲ့သူလိုအပ်တယ်နော်ဒီလိုမျိုး TikTok တွေ Facebook တွေအပြင်မှာလုံးယုံထဲမှာပြန်လည်ပြီးတော့မျှဝေပေးတဲ့သူတွေလိုအပ်တယ်ဟုတ်ပြီနော်စီးပွားရေးသမားလည်းလိုအပ်တယ်ဒီ၃ချက်ပဲနော်စားသုံးသူတည်ဆောက်မယ်စီးပွားဈေးရောက်တဲ့သူတည်ဆောက်မယ်ကိုယ့်လိုမျိုးပဲခေါင်းပေါ်မှာဝင်ပြန်ရအောင်တည်ဆောက်မယ်ဒီ၃ဦးအဲ့ဒီ၃ဦးကိုကျွန်တော်တို့ရှာဖွေရမယ်အကုန်လုံးကြီးရအောင်ရှာမယ်လို့မဆိုလိုဘူးနော်ကိုကတစ်မျိုးရရင်တစ်မျိုးရှာဖွေနှစ်မျိုးရရင်နှစ်မျိုးရှာဖွေသုံးမျိုးရရင်သုံးမျိုးရှာဖွေတချို့မောင်နှမတွေကနော်သိပြီးအချိန်မပေးနိုင်ကြဘူးအချိန်မပေးနိုင်တဲ့ခါကျတော့တချို့ကဈေးဝယ်တဲ့သူတည်တတ်ရှိကြတယ်အဲ့လိုဈေးရတဲ့သူဆိုရင်ကွာဈေးဝယ်တည်တတ်လုပ်ပြီးနော်စားသုံးသူတွေဆိုရင်သူတို့ပစ္စည်းဖြတ်ခါနေရောက်ပြီးဆိုရင်အမပစ္စည်းတွေကောင်းသုံးလို့ကောင်းလားနော်ကြံသေးလားထပ်မအောင်မလားစသဖြင့်ပေါ့နော်စားသုံးသူတွေတည်ဆောက်ရမယ်နော်ဒီဈေးရောက်တဲ့သူတွေတည်ဆောက်ရမယ်စီးပွားရေးသမားတွေတည်ဆောက်ရမယ်ကျွန်တော်တို့ပထမဦးဆုံးရှာလိုက်မယ်ရှာပြီးသွားပြီဒီလူသုံးဦးကိုကျွန်တော်တို့ရှာပြီးသွားပြီဆိုရင်နော်သုံးဦးတစ်လုံးရှာနိုင်ရင်တော့ပိုကောင်းတာပေါ့နော်တစ်မျိုးပဲရှာနိုင်နှစ်မျိုးပဲရှာနိုင်သုံးမျိုးစလုံးပဲရှာနိုင်သုံးမျိုးစလုံးရှာနိုင်တဲ့သူကပိုပြီးတော့အဆင်ပြေတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီစီးပွားရေးသမတီအလုပ်ဒီသုံးဦးကိုရှာပြီးသွားပြီဆိုရင်ကျွန်တော်တို့ကရှာတဲ့အဆင့်ပြီးသွားပြီရှာတဲ့အဆင့်ပြီးသွားပြီနောက်ထပ်တစ်ဆင့်ကပါလေသင်ရမယ်နော်ရှာပြီးသွားပြီဆိုရင်သင်ပေးရမယ်နော်ကိုသိထားတဲ့အကြောင်းအရာသူတို့လုံးမတက်သေးတဲ့အကြောင်းအရာတွေရှာပြီးရင်သင်ရမယ်ဒါအရေးကြီးတယ်နော်ရှာပြီးရင်သင်ကိုသင်ပေးရမယ်သင်ပေးမှဒီလူကလုံးတတ်မှာဒီလူလုံးတတ်မှထပ်ပြီးတော့ကိုယ့်ရဲ့နောက်ဘက်ကကြီးပွားလာမှာဒီတော့ကြောင့်ပထမတစ်ချက်ရှာမယ်ဒုတိယတစ်ချက်သင်မယ်ကြီးလေတယ်နော်ကျွန်တော်ပြောတာဉာဏ်လားမသိဘူးနော်နားလေကြလားမသိဘူးဉာဏ်လားမသိဘူးနော်ရှာမယ်သင်မယ်တဲ့ဟုတ်ပြီနော်ကျွန်တော်ပြောတာဉာဏ်နေလားမှီကြလားမမြန်ဘူးခါโอเคနော်မမြန်ဘူးဆိုရင်နော်ပထမတစ်ချက်ရှာမယ်ဒုတိယတစ်ချက်သင်မယ်နောက်ဆုံးတစ်ချက်အရေးကြီးတယ်နော်နောက်ဆုံးတစ်ချက်အရေးကြီးတယ်အဲ့ဒါကဘာလဲဆိုတော့ထိန်းသိမ်းမယ်နော်ရှာမယ်ပြီးရင်သင်မယ်သင်ပြီးသွားရင်ထိန်းသိမ်းမယ်ဒီသုံးချက်နော်ခေါင်းလုံးမှာအောင်မြင်နေတဲ့လူတွေကဒီသုံးချက်ပဲလုပ်ရမယ်နော်ရှာမယ်အောင်မြင်နေတဲ့သူတွေကပါလေရှာမယ်သင်မယ်နော်ရှာမယ်သင်မယ်ထိန်းသိမ်းမယ်လွယ်လေးပဲရှာမယ်ကိုညာမိတလောက်ပေါ့နော်ဘလူပုံစံမျိုးနဲ့ပဲရှာလို့ရတယ်နော်စီးပွားရေးသမားပဲရှာဈေးရောက်တဲ့သူပဲရှာစားသုံးတဲ့သူပဲရှာကိုစင်ပြေသလိုသုံးမျိုးသလုံးစင်ပြေသုံးမျိုးသလုံးရှာဖွေလိုက်ရှာဖွေပြီးသွားပြီဆိုရင်အဲ့ဒီရှာထားတဲ့သူတွေကိုပြန်သင်ပေးရမယ်နော်ရှာပြီးရင်သင်ပေးရမယ်သင်ပြီးသွားလို့ကိုယ့်ရဲ့အဖွဲ့သားတွေကသင်လို့တက်သွားပြီဆိုရင်သူတို့ကိုပြန်လည်ပြီးတော့ထိန်းချောင်းပေးရအောင်မယ်ဟုတ်ပြီနော်ရှာဖွေပြီးတော့သင်ပြီးတက်သွားပြီဆိုရင်ပြန်လည်ပြီးတော့ထိန်းချောင်းပေးရမယ်ဘယ်လိုထိန်းချောင်းရမလဲကိုယ်နဲ့စကားမပြောတာရှာပြီဆိုရင်ကိုယ်ကသွားပြီးစကားပြောတာမျိုးအဲ့လိုမျိုးပြန်ပြီးတော့ထိန်းချောင်းပေးရတယ်နော်လူတွေဆိုတာကကျွန်တော်တို့တွေစိတ်တဲ့အတက်အကျဆိုတာရှိတယ်စိတ်တက်တဲ့အခါမှာဆိုရင်တဟုန်လုံးထိုးတက်သွားကြတယ်ကြားတဲ့အခါမှာဆိုလည်းအိပ်နဲ့ကြားသွားကြတယ်ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကိုယ့်ရဲ့နောက်ဝက်ကြီးပွားဖို့ဆိုရင်ထိန်းသိမ်းဖို့ကလည်းရန်ရှိကြီးတယ်ဒီနေ့ကိုကျွန်တော်လူရောက်100ရှာနိုင်တယ်ကျွန်တော်မထိန်းသိမ်းဘူးဆိုရင်မနက်ဖြန်အားကြီးရောက်100လို့ပျောက်သွားမယ်ဟုတ်ပြီနော်အဲ့ဒါမထိန်းသိမ်းတတ်လို့ပဲထိန်းသိမ်းမှုကရန်ရှိကြီးတယ်နော်ထိန်းသိမ်းမှုကနှွေးထွေးမှုပေါ်မှာမူတည်တယ်နော်ထိန်းသိမ်းမှုကနှွေးထွေးမှုပေါ်မှာမူတည်တယ်ကိုကောင်းဆောင်တဲ့ပုံမှန်ကိုယ့်ရဲ့လူတွေကခေါင်းဆောင်တဲ့စကားလေးပြောချင်လို့ဖုန်းလေးခေါ်လိုက်စာလေးပို့လိုက်ဘူးပဲလှုပ်လိုက်လို့ရနော်အဲ့ဒီကကိုတီကိုခေါ်ရဲမလားမခေါ်ရဲတော့ဘူးဟုတ်ပြီနော်ကိုယ့်ရဲ့လူတွေကသူရှာခဲ့လို့သူပြင်ပြီးသွားလို့သူတက်လာပြီဒါပေမဲ့ကိုယ့်ရဲ့ခေါင်းဆောင်ကြီးကိုလှမ်းပြီးတော့ဖုန်းခေါ်တာစာပို့တာဦးလှုပ်လိုက်မယ်ဆိုခေါင်းဆောင်ဖြစ်သူကဦးလှုပ်လိုက်မယ်ဆိုဘာဖြစ်မလဲအဲ့ဒီလူကငါတို့ခေါင်းဆောင်ကဘယ်လိုကြီးလဲဟလားတန်တရားစိတ်တွေဝင်သွားပြီးတော့ကိုယ့်ရဲ့ကလေးကစိတ်သက်ကြီးကြပြီးတော့ပျောက်ပြက်သွားလိမ့်မယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ကထိန်းသိမ်းဖို့ကအရန်ရေးကြီးတယ်ဟုတ်ပြီနော်ကျွန်တော်တို့ခေါင်းဆောင်ကိုပြောသလိုပဲအရေးအတွက်များဖို့မလိုဘူးနော်ကျွန်တော်တို့ကိုယ်ဒီမှာလာပြီးတော့အကောက်ဖွင့်တဲ့လူများဖို့မလိုဘူးပစ္စည်းဝယ်တဲ့
ဖို့တော့လိုတယ်နော်